မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆိုင်းရမွေးဖြစ်ပါတယ်ကျွန်တော်ကိုအမြဲတမ်းအားပေးကြတဲ့ချစ်ရတဲ့မိသားစုများနဲ့ပရိသတ်ကြီးတွေဒီနေ့မှာထူးခြားတဲ့သတင်းကောင်းလေးတစ်ခုပါချင်လို့ပါခင်ဗျာဒီတစ်ခါအေယာပေးကပေးမှာနန်းတင်းနော်ကြီးမဟုတ်ဘူးနော်ကြက်သိန်းပေါင်းသိန်း3000သိန်း1000ဖြင့်အခြားစုမဲပေါင်းများစွာပါဝင်တဲ့အတွက်ကျွန်တော်ရဲ့ပရိသတ်တွေကကန်ဒူးရှင်တွေဖြစ်ပြီးတော့မိမိရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မဲ့မဟာခွင့်ရေးကြီးပဲဖြစ်ပါတယ်ခင်ဗျာ။ပါဝင်မှုကလည်းရမ်းလွယ်ကူပါတယ်။ဥမှန်အတိုင်း ARP နဲ့9000ထဲဖုံးမေဖြေမလားစကန်ဖတ်ပြီးဈေးဝယ်မလားပေးဆောင်မလားတခုအသုံးပြုပြီးတိုင်း digital ticket တစ်ဆောင်ရရှိမှာပဲဖြစ်ပါတယ်။နောက်ထပ်လွယ်နဲ့ ticket ရရှိမယ့်နည်းလမ်းလေးကိုမျှဝေချင်ပါတယ်။အဲ့ဒါကတော့မိမိရဲ့ wallet ထဲမှာငွေ3သိန်းချက်ကိုတစ်ပတ်လောက်ထားရှိရုံနဲ့ digital ticket 3ဆောင်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်အမျိုးသားစက်ရုံမှာယခုကပြမယ်ကျွန်တော်ရဲ့မွေးနေ့ကဝယ်ယူကိုလည်းချင်ရတဲ့ပရိသတ်တွေအားလုံးလာရောက်အားပေးဖို့အတွက်ကျွန်တော်စိုင်းရင်မှာဖိတ်ခေါ်ပါတယ်။ပိုလက်မှတ်တွေကိုလည်း ARP ကနေအလွယ်တကူဓာတ်ရိုက်ဝယ်ယူလို့ရရှိနေပါပြီခင်ဗျာ။ ARP ကိုဖွင့် event တွေကိုဝင် AR ticket မှာမိမိကြည့်မဲ့ရက်ခုံကိုရွေးချယ်ပြီးတော့အိမ်ကနေဝယ်ယူမှာပဲနော်။ဒါကြောင့်အခုထိ ARP app မရှိသေးတဲ့ကျွန်တော်ရဲ့ပရိသတ်တွေအတွက်အခုပဲ ARP app ကို download ဆွဲပြီးတော့ account ဖွင့်ထားလိုက်တော့ARP ကို download ဆွဲကျွန်တော်ရဲ့ refer code ကိုအသုံးပြုပြီး account ဖွင့်1500ကျပ်လက်ဆောင်ရယူပြီးတော့ ARP ကနေပြီးတော့အလွယ်တကူ ticket တွေဝယ်ယူလို့ရရှိလို့နေပါပြီခင်ဗျာ။ကဲအိမ်မက်တွေတကယ်ဖြစ်လာဖို့ကျွန်တော်နဲ့တူ ARP ကိုသုံးကြစို့။ဖွဲ့ကြရင်ချစ်ရတဲ့ပရိသတ်ကြီးအားလုံးနဲ့ဆုံကြပါတယ်နော်။အားလုံးပဲကံကောင်းကြပါစေခင်ဗျာ